တော်လန်ကြီးကဒီနေ့တော့ထောက်ဖို့ဖွဲ့နေပြောတာထောက်ဖို့ဖွဲ့နေပြောတာကျမရဲ့ထောက်ဖို့ဖွဲ့တွေကလည်းဟိုဟာတိုင်းသားတွေကြိုင်မယ်တိုင်းသားတွေကြိုင်မယ်ဖွဲ့ထားတဲ့အဖွဲ့ထဲမှာကျမရှိတော့ပြောရင်းနဲ့မျိုးသိန်းတိုက်ပွဲတွေစင်မဆိုပြီးမှဘယ်မျိုးမှလည်းမသိမ့်နိုင်ဘူးတဲ့တော်လန်ကြီးကိုစိတ်တဲ့တော်လန်ကြီးကိုစိတ်ပြစ်တာမဟုတ်ဘူးတဲ့လူကြီးတွေကိုစိတ်ပြစ်နေပြီတဲ့ညာမျိုးပြန်မဲ့ကြံနိုင်မယ်အညာမြေးမှမဟုတ်ဘူးတော်လန်တဲ့နေရာဘယ်နေရာမဆိုပေါ့နော်ကျမတို့အညာမြေတွေကမစတော်လန်တဲ့နေရာတွေကိုပြန်မဲ့ကြံနိုင်မယ်တဲ့ကိုယ့်ရဲ့လုံခြုံရေးကိုလည်းတလန်နေရှိတော့ကြောက်ရတယ်တဲ့နောက်ပြီးတော့မကြည့်နိုင်ဘူးပေါ့နော်ဘာဖြစ်လို့ဆိုရေစားပုံတွေအုတ်ဂူနီတွေရဲ့တမန်ကမြင်လိုက်တာနဲ့ကြည့်လိုက်တာနဲ့အသက်30အောက်တွေကြတိုင်းပဲတဲ့လူငယ်တွေကြတိုင်းပဲပေးဆက်ထားရတာတဲ့မြို့သိမ်းတိုက်ပွဲကိုစမယ်ဆိုပြီးမှမြို့သိမ်းတိုက်ပွဲတွေအတွက်လုပ်ပေးခဲ့ကြရတာတွေဘယ်မျိုးကိုသိမ်းနိုင်တယ်လို့တဲ့တော်လိုင်းကာလ6နှစ်ပြည့်တော့မှာတဲ့အော်လို့အဲ့ဒါကြောင့်လူကြီးတွေအတွက်နေရာကိုလူငယ်တွေကနေအသက်သွေးချွေးတွေကောင်းလုံးပေးဆက်ထားတာခြေလက်မျက်လုံးဓာတ်တွေကောင်းလုံးပေးဆက်ထားတာနားတွေကမစားပေးဆက်ထားတာနော်နားတောင်ဖြတ်ခန်းထားရတယ်တော်လိုင်းရဲဘော်တွေဘဝကိုပြောပါတယ်အောက်ခြေကတော်လိုင်းရဲဘော်တွေဘဝဒါသနာစရာကောင်းတာလို့လူကြီးတွေရဲ့နေရာတစ်ခုကြောင့်လူငယ်တွေကိုပေးဆက်နေရတာအဲ့လိုပြောပြန်တော့လေလူကြီးတွေကိုမကောင်းဘူးလားနဲ့ပြောနေမှာမို့လို့ပေါ့နော်ဖះများနေပြီဖះများနေပြီဘယ်ဖះကိုကိုးကွယ်လို့ကိုးကွယ်အကြောင်းမှမသိဘူးပေါ့နော်တကိုးကြည့်တဲ့ဖះတာမရှိတာရဲ့ဖះတွေကတအားများတာဘယ်ဖះကိုကိုးကွယ်လို့ကိုးကွယ်အကြောင်းမှမသိဘူးတော်လန်ရေးကိုတော့စိတ်ပြအောင်မလုပ်ကြပါနဲ့လို့အချင်းချင်းကနေပြီးကကြမှာလူကြီးတွေကိုလည်းလေနေရာတွေချိန်ဖို့လိုပြီးလူငယ်တွေကိုနေရာပေးဖို့လိုပြီးလေဘောကနေပြီးဇက်ညွန်းနေရေးမနေနဲ့လေဘောကနေပြီးရိုက်ကူးရေးတွေလုံမနေနဲ့မြေပြင်မှာဇက်လိုက်တွေနဲ့ဇက်ပိုတွေမှာသိကုန်ကြတော့မှကိုအောင်လုံးကတိလားဇက်ပိုတွေကထောက်ပိုတွေနိုင်ငံခြားမှာနေတဲ့သူဖြစ်ဘယ်နေရာမှာပဲဖြစ်အဲ့ဒီထောက်ပိုတွေကလည်းသေကြတော့မှတိလားသူတို့အသက်ကလည်းမလုံးကျုံမြမပြည်လည်းပြန်လို့မရဇက်လိုက်တွေကလည်းသေကုန်ကြတော့မှဇက်လိုက်တွေကတော်လိုင်းရေးသမားတွေအောက်ခြေကတော်လိုင်းရေးသမားတွေတိုင်ရင်နဲ့အသက်တွေပေးဆက်နေရတာလူကြီးတွေအတွက်နေရာတစ်ခုအတွက်ပဲပေးဆက်နေရတယ်လို့ပဲဘယ်မျိုးမှလည်းမထိန်နိုင်ဘူးဘယ်မျိုးမှလည်းမသိမ်းနိုင်ဘူးဘယ်မျိုးမှမသိမ်းနိုင်ဘယ်မျိုးမှမထိန်နိုင်မဲနဲ့စောက်ရှင်မရှိရှစ်ကြောနဲ့ချစ်ကြောနဲ့မှားဖြတ်ပြီးကကြမှာလိုချင်နေတာသူများသိမ်းမိတာထိန်မိတာပီတက်တွေစိုးမိုးနယ်မြေတွေဟာမင်းတို့ဖဲကြငါတို့နေအောင်မယ်ဖဲပေးလိုက်ပြန်ပြီဆိုပထွေးစကစလာပြီးမှပြန်ပြီးမှသိမ်းပြန်ပြီအဲ့ကကြရင်ဖဲရပြန်ပြီမြေနှခါနာလူကြီးတွေကြောင့်